ဟင်းဝဲတွေဘလောက်တောင်တရှိန်တိုးဈေးတက်နေလဲမြန်မာမှာ10နှစ်တာတွင်အစားအသောက်ဈေးနှုန်းတွေစံချိန်တင်တရှိန်တိုးမြင့်တက်နေပါတယ်ပြည်ရင်းဈေးကွက်ကိုဗဟိုချုပ်ကိုင်မှုများခဲ့တဲ့ရလကလူသုံးများတဲ့ဇက်သားပစွန်ချောင်းနဲ့ဟင်းချက်ရမှာသုံးတဲ့ငန်းပြားရီလိုပါဝင်ပစ္စည်းတွေရဲ့စားသုံးကုန်ပစ္စည်းဈေးနှုန်းတွေကိုထိုးတက်သွားစေခဲ့ပါတယ်ရန်ကုန်မြို့မှာနေထိုင်တဲ့လူလက်ပိုင်းရွယ်ဒေါခင်ခင်အမည်လွှဲကတော့ပြီးခဲ့တဲ့9နှစ်တာမှာလူ3ယောက်ရဲ့နေ့လည်နဲ့ညစာအတွက်6ယောက်စာပမာဏဇက်သား25ဇက်သားပိုချက်ပြုတ်လေးရှိပေမဲ့အခုတော့ဇက်သားပိုတဝက်လျှော့ပြီးအာလူနဲ့ရောချက်နေရပြီလို့ BBC ကိုပြောပါတယ်စစ်ကော်မရှင်အရင်ကစစ်ကောင်စီကအာဏာသိမ်းချိန်2021ခုနှစ်ကလို့ကုန်စည်စည်းစိမ်မှုအထင်းချုပ်ခဲ့တဲ့ရလကပြည်ရင်းကုန်ပစ္စည်းတွေကအရေးသွေးလက်မမီအရေးသွေးလက်မလောင်းကားတဲ့အခြေအနေဖြစ်လာတယ်လို့အဲ့ဒါကစားတောက်ကုန်စည်တက်စီတဲ့လောင်စာတစ်မျိုးပဲလို့လုံခြုံရေးရဥပလို့အမည်လွှဲသုံးထားတဲ့စီးပွားရေးပညာရှင်တို့ကသတိပေးပါတယ်မြန်မာကျောင်းမြတ်ပြဝဲတို့ဂျမန်လုပ်ငန်းရှင်များအားဖိတ်ခေါ်မြန်မာနိုင်ငံမှာကျင်းပမဲ့အကြိမ်60မြောက်မြန်မာကျောင်းမြတ်ရတနာပြပွဲကိုဂျပန်နိုင်ငံကကျောင်းမြတ်ရတနာကုမ္ပဏီတွေပါဝင်ဂျပန်လုပ်ငန်းရှင်တွေတက်ရောက်ဖို့တိုကျိုမြို့ရှိမြန်မာတရုံကဖိတ်ခေါ်ထားပါတယ်။အကြိမ်60မြောက်မြန်မာကျောင်းမြတ်ရတနာပြပွဲကိုနိုဝင်ဘာလပထမပတ်မှာနေပြည်တော်ရှိမနီးရတနာကျောင်းစိမ်းခန်းမမှာကျင်းပမှာဖြစ်ပြီးမြန်မာပလဲလုံးကျောင်းမြတ်ရတနာတွေနဲ့ကျောင်းစိမ်းတွေကိုရောင်းချသွားမှာဖြစ်ပါတယ်။ပြပွဲကိုတက်ရောက်ချင်သူတွေအနေနဲ့အသေးစိတ်အချက်လက်တွေကိုတိုကျိုမြို့ရှိမြန်မာတန်ယုံရဲ့အီးမေးလ်နဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ဖို့လိုအပ်တယ်လို့ဆိုပါတယ်နိုင်ငံအတွက်နိုင်ငံသားငွေရရှိဖို့နဲ့နိုင်ငံသားတွေအတွက်စီးပွားရေးအကျိုးဖြစ်တဲ့မှုရရှိစေနိုင်မှုအတွက်တူးဖော်ထုတ်လုပ်ထားတဲ့ကျောင်းမဲရတနာတွေကိုရောင်းချနိုင်မဲ့မြန်မာကျောင်းမဲရတနာပြပွဲတွေကို1964ခုနှစ်ကစတင်ပြီးတော့ကျင်းပခဲ့တာပါပြီးခဲ့တဲ့2024ခုနှစ်ကကျင်းပခဲ့တဲ့59ကြိမ်မြောက်မြန်မာကျောင်းမဲရတနာပြပွဲတုန်းကတော့ပလဲအတွေ့ကျောင်းမြတ်အတွေ့ A အုပ်စုကျောင်းစိန်အတွေ့ B အုပ်စုကျောင်းစိန်အတွေ့နဲ့ C အုပ်စုကျောင်းစိန်အတွေ့တွေကိုပြည်တွင်းပြည်ပရတနာကုန်သည်တွေစီအိတ်ဖွင့်တင်တာစနစ်နဲ့ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။